ဟုတ်ဒါလေးပြော မင်္ဂလာပါရှင်အစီအစဉ်တည်းရာအခမ်းအနားကိုပန်းကလေးများဖွင့်ချစေတဲ့ခြင်းဖြင့်ဒီဆိုဖွင့်လှစ်မှာဖြစ်ပါရဲ့ရှင်တို့ပါ၍ပန်းကလေးများဖွင့်ချစေတဲ့ခြင်းကိုဒီဆိုပြီးအခမ်းအနားကိုဖွင့်လှစ်ပေးပါရန်မူလာရန်အလဲရဲနှင့်အထက်တန်းမှကျောင်းသားကျောင်းသူများကိုစင်မြင့်ချက်တို့ဖိတ်ခေါ်အပ်ပါရဲ့ရှင် We would like to start Multi-Talent Excellence Award Ceremony with a musical performance titled May the Flowers Bloom, presented